န်တိုနီကိုရောင်းချပစ်ခဲ့ဒီကစားသမားနဲ့အစားထိုးဖို့စီစဉ်ထားတဲ့မန်ယူဘယ်ကနာလုံးမင်္ဂလာပါခင်ဗျာမန်ယူတင်ကတော့ရာသီကုန်ရလို့အသင်းကိုအန်တိုနီပြန်လာတဲ့အချိန်မှာပြန်လည်လက်ခံပေးသွားဖို့တော့ရှိပေမဲ့အသင်းမှာအန်တိုနီကိုဆက်ထိန်မထိန်ကတော့မသေးကြသေးဘူးလို့သိရပါတယ်အန်တိုနီကဘတ်တင်မှာတော့ခြေစောင်းကောင်းတွေကိုပြသနေနိုင်ပေမဲ့လည်းအန်တိုနီရဲ့အနေထားကမန်ယူတင်မှာတော့ဘတ်တင်မှာလိုမျိုးအဆင်မပြေနိုင်ဘူးလို့အင်မော်ရင်ကသုံးသပ်ထားပါတယ်အန်တိုနီကလာလီဂါမှာတော့မှဘတ်တစ်တို့လို့ဒုတိယတန်းစားအသင်းမျိုးတွေနဲ့သာပို့ပြီးတော့တင်လျော်နိုင်တယ်လို့လည်းအင်မော်ရင်ကထင်မြင်ယူဆနေပါတယ်အင်မော်ရင်ရဲ့အဆိုပါသုံးသက်ချက်အရမန်ယူတင်ကလာမယ့်နေရာဒီအပြောင်းရွှေ့ခါလာမှာအန်တိုနီတို့ကန်ဆန်းလာမယ့်ကန်လန်းမှုတွေအားလုံးကိုစိတ်ဝင်စားနဲ့လက်ခံစဉ်းစားပေးသွားတော့မှာပဲဖြစ်ပါတယ်လက်ရှိချိန်ထိတော့အန်တိုနီကိုခေါ်ယူဖို့အတွက်စိတ်ဝင်စားနေတဲ့အသင်းတွေဖြစ်အတန်းတွေထွက်နေတာကဘိုင်ယန်ဂျူဘီနဲ့အခုအန်တိုနီကစားနေတဲ့ဘတ်တစ်အသင်းတို့ပဲဖြစ်ပါတယ်အန်တိုနီကလည်းဘတ်တစ်မှာပျော်ရွှင်နေပြီးနောက်တစ်နှစ်လောက်စပိန်မှာထပ်နေခြင်းသိတယ်လို့ပြောဆိုထားပါတယ်ဘတ်တစ်ဒီပြနဲ့ကစားသမားတွေနဲ့ပရိသတ်တွေကအန်တိုနီကိုလိုလေသိမရှိဖူးဖူးမဟုတ်ထားကြတာကြောင့်အန်တိုနီကဘတ်တစ်မှာပျော်ရွှင်နေခဲ့တာလည်းဖြစ်ပါတယ်ဘတ်တစ်ကတော့မန်ယူကိုအရင်လိုဂျင်းထဲလို့ရအောင်မလားဆိုပြီးတွေးတိုးဆန်းနေနေပါတယ်မန်ယူကအန်တိုနီကိုကြမ်းခင်းစီယူရိုတန်း50တတ်မှတ်ထားပေမဲ့ဘတ်တစ်ကတော့ယူရို25တန်းလောက်ပဲပေးချင်နေတာပါဆိုတောင်းလေးလို့ပဲပြောချင်ပါတယ်ဘယ်လိုပဲဖြစ်ဖြစ်တကယ်လို့တင်းလျော်တယ်လို့မန်ယူဘက်ကတတ်မှတ်ထားတဲ့ပြောင်းရွှေ့ခြင်းမျိုးနဲ့ကမ်းလှမ်းလာမယ့်အသင်းရှိမယ်ဆိုရင်မန်ယူကအန်တိုနီကိုရောင်းချသွားဖို့အတွက်အစီအစဉ်ရှိနေပါတယ်တကယ်လို့အန်တိုနီကိုရောင်းချဖြစ်ခဲ့မယ်ဆိုရင်ဘယ်သူနဲ့အစားထိုးသွားမလဲဆိုတဲ့အစားထိုးစရာကစားသမားကိုပါအခုချိန်ကလေးကမန်ယူတို့ရှာဖွေနေခဲ့ပြီလည်းဖြစ်ပါတယ်အန်တိုနီရဲ့နေရာကိုအစားထိုးဖို့အတွက်မန်ယူဘက်ကရွေးချယ်ထားတဲ့ကစားသမားတွေထဲမှာနံပါတ်1ဦးစားပေးပြင်မဲ့ကတော့ဒေါ်မော်တောင်မကစားသမားအဒီယမီပဲဖြစ်ပါတယ်အဒီယမီကယခုပိတ်သိမ်းသွားခဲ့တဲ့ဆောင်းရာသီအပြောင်းရွှေ့မှာတော့ကလည်းနာပိုလီရဲ့စိတ်ဝင်စားမှုကိုခံခဲ့ရသူပါဂါနာတိုကိုခေါ်ယူဖို့အတွက်နာပိုလီကစ조사ခဲ့ပေမဲ့မန်ယူကဈေးကိုင်းနေကြတာဆိုပြီးနာပိုလီကအဒီယမီနဲ့ပတ်သက်ပြီးဒေါ်မော်တင်းနဲ့မေးမြန်းစုံစမ်းမှုတွေပြုလုပ်ခဲ့တာဖြစ်ပါတယ်အသက်23နှစ်ရွယ်နိုင်ဂျီးရီးယားနွယ်ပါကစားသမားဟာလက်ရှိမှာတော့ဂျာမနီကိုကစားပြုပြီးတော့ကစားပေးနေပါတယ်။ဘိုင်ယန်အကယ်ဒမီမှာလေ့ကျင့်စီးပူးခဲ့မှုတဲ့အဒီယမီကဒေါ်မွန်မှာမကစားစဉ်အချိန်မှာတော့7ဘတ်အသင်းမှာကစားခဲ့ပါတယ်။2022ခုနှစ်နွေရာသီမှာဒေါ်မွန်ကသူ့ကိုယူရို35တန်းနဲ့ခေါ်ယူခဲ့ပြီးအဒီယမီကလည်းဒေါ်မွန်အတွက်ခြေစွမ်းပြကစားပေးနိုင်ခဲ့ပါတယ်။ယခုနှစ်ရာသီမှာလည်းအဒီယမီကပုံစံကောင်းတွေဆက်လက်ပြသနေဆဲဖြစ်ပြီးလက်ရှိချိန်ထိဆိုရင်ဒေါ်မွန်တဲ့အတွက်8ဂိုးသွင်း5ချိန်ဂိုးဖန်တီးမှုပြုလုပ်ပေးထားပါတယ်။အဒီယမီကဒေါ်မွန်နဲ့2029ခုနှစ်အထိစာချုပ်တန်းချန်ရှိနေသေးပေမဲ့သူကိုယ်တိုင်ကလည်းဒေါ်မွန်မှာကြာနေဖို့ဆန္ဒမရှိသလိုဒေါ်မွန်ကလည်းထိုက်တဲ့အမြန်ဆုံးတွေကိုသာရရှိနိုင်မယ်ဆိုရင်အဒီယမီကိုရောင်းချသွားမှာဖြစ်ပါတယ်။ဂျာမန်သားဟာတောင်မတိုင်းစစ်မှာအရှိန်ဟုန်ကောင်းကောင်းနဲ့ကစားနိုင်သလိုနေစနစ်ပိုင်းလည်းကျွမ်းကျင်မှုအပြည့်ရှိပါတယ်။ပြန်မဲ့နောက်တန်းတွေကိုအတော်လေးလှုပ်ရှုပ်စေသူဖြစ်ပါတယ်။အဒီယမီကို PRC နဲ့သူ့ရဲ့အသင်းဟောင်းဘိုင်ယန်တို့ကစိတ်ဝင်စားနေပေမဲ့သူကိုယ်တိုင်ကတော့မန်ယူအသင်းဟာပြိုင်ပွဲတွေမှာအောင်ပွဲရဖို့အတွက်အကောင်းဆုံးနေရာဖြစ်တယ်လို့ထုတ်ဖော်ပြောဆိုထားခဲ့တာကြောင့်တကယ်လို့မန်ယူဘက်ကသာဖိဖိစီစီစ조사ခဲ့မယ်ဆိုရင်အရာခေါ်နိုင်ခြင်းများပါတယ်။မန်ယူကတော့အဒီယမီကိုအန်တိုနီရဲ့နေရာမှာအစားထိုးနိုင်မဲ့ကစားသမားဖြစ်တဲ့ရှုမြင့်သုံးသပ်ထားပြီးအပြောင်းရွှေ့ကတော့အန်တိုနီကိုရောင်းချပြမှသာဖြစ်လာနိုင်ပွဲရှိနေပါတယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ဘောလုံးသတင်းတွေကိုနေ့စဉ်ကြည့်ရှုနိုင်မှုကျွန်တော်တို့ရဲ့ Daily Sport Pick လေးကို Like and Follow လေးတွေပြုလုပ်ပေးထားကြပါဦး။